တန်ပလီယာကောင်းတစ်ယောက်ဖြစ်ဖို့ဘာတွေသိထားရမလဲအရင်တစ်ပတ်ကတော့ကျွန်တော် game sets အကြောင်းကိုသေချာလေးရှင်းပြပေးခဲ့ပါတယ်။တင်ပြပြီးတာနဲ့တစ်ဆက်တည်းပဲကျွန်တော်ဗီဒီယိုအဆုံးလေးမှာပရိသတ်ကြီးတို့သိကျင်တဲ့အကြောင်းအရာတွေရှိရင် comment box မှာတောင်းဆိုခဲ့လို့ရတယ်ဆိုပြီးလည်းကျွန်တော်ပြောထားခဲ့ပါတယ်။အဲ့ဒီထဲကမှလာတောင်းဆိုတဲ့သူတွေမှာစိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းတစ်ခုကျွန်တော်တွေ့လိုက်တယ်။အဲ့ဟာကြတော့တန်ပလီယာကောင်းတစ်ယောက်ဖြစ်ဖို့ဘာတွေလိုအပ်လဲဆိုတဲ့မေးခွန်းလေးပါအဲ့တော့အဲ့မေးခွန်းလေးကိုကျွန်တော်ဖြေပေးရင်းနဲ့တန်ပလီယာတွေအတွက်ဆောင်းရန်ရှောင်းရန်နေဘယ်လိုစိတ်ထားရမလဲဆိုတာတွေပွဲထဲမှာဘယ်လိုသုံးသပ်ရမလဲဆိုတာတွေကိုကျွန်တော်ဒီနေ့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုစလိုက်ရအောင်ပါပထမဆုံးပြောချင်တာကတန်ပလီယာတွေကဘူပိုင်းလီချန်ဇက်ခုံပေါ်ကအဖေခံဇက်ပိုလို့တတ်ပါပဲတော်တော်လေးလဲခန္ဒီပါရမီပြည့်ဝဖို့လိုသလိုတော်တော်လေးလဲအနစ်နာခံတတ်မှတော့ရမယ်ဗျဒါမှတန်ရိုးစစ်တယ်လို့ပြောလို့ရပါတယ်မိုဘိုင်းလီဂျန်ဆိုတာ 5vs5 MOBA game ဖြစ်တဲ့အပြင်သူ့မှာ strategy ကြကစားတာတွေပါတယ်။ team wide ရှိဖို့လည်းလိုသလို game sense တွေကောင်းဖို့လည်းလိုအပ်ပါတယ်။အခြေခံအားဖြင့်တော့ mobile legend မှာ role 5 role လို့သတ်မှတ်ထားပါတယ်။အဲဒီ role 5 role ကတော့ jungler, roamer, experience laner, goal laner နဲ့ support ဆိုတဲ့ role တွေပါ။ဒီ role 5 role ပေါ်ကိုအခြေခံပြီးတော့နောက်ထပ်5မျိုးထပ်ပြီးတော့ခွဲပါတယ်။အဲ့ဒါကဘာတွေဖြစ်မလဲဆိုရင် tank, marksman, mage, fighter နဲ့ assassin တို့ပဲဖြစ်ပါတယ်။သက်ဆိုင်ရာ role တွေကသက်ဆိုင်ရာတာဝန်တွေကိုယူနေတဲ့အချိန်မှာအဲ့ထဲက role တို့ကတော့ထူးထူးခြားခြားပဲတာဝန်နှစ်ခုကိုယူရပါတယ်။အဲ့ဒီ role ကတော့ tank role ပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့ meta 5 ခုလုံးမှာတော့ tank role က marksman တွေကိုလိုက်ကင်ကာမယ်မဟုတ်လို့ရှင် jungler ကိုကာမယ်ပြီးတော့တယောက်တည်းကိုပဲထိုင်ကြည့်ပေးနေရတယ်လို့ပဲပွဲတစ်ပွဲလုံးမှာသူ့ရဲ့တာဝန်ကလိုက်ပြီးကာနေတာတော့ပါပဲ။ဒါပေမဲ့အခုပြောင်းလဲလာတဲ့ meta မှာကတော့တန်ရိုးကတော်တော်လေးကိုအရေးကြီးတဲ့နေရာမှာပါလာပြီဗျ။အရင်က like ကာပြီးတော့ support ပေးအောင်အဆင့်ကနေပြီးတော့အခုဆိုရင်ပွဲတစ်ပွဲလုံးကိုပြန်ပြီးထိန်းချုပ်ရတဲ့အနေအထားထိတွေပါရောက်လာပါပြီ။ဘာဖြစ်လို့လဲဆိုတော့တန်လန်းပတ်ပေးတဲ့နေရာတွေကတာရင်တာမယ်အလုံးရှုပ်နေတဲ့ goal laner တွေ jungler တွေကိုဘာလို့ရမလဲဆိုတာထိုင်ပြီး command ပေးနိုင်တဲ့အဆင့်ကြီးပါပဲ။အဲ့ဒါကြောင့်လည်းပြိုင်ပွဲတော်တော်များများမှာတန်ပလီယာတွေကအများဆုံး captain တွေဇီတာတွေစသဖြင့်ရှိနေတာဖြစ်ပါတယ်။တချို့ဆိုရင် coach တွေကတော့မှတန်ဆိုတာတွေရှိပါတယ်တာမန်ဆိုရင်တော့ပွဲတစ်ပွဲမှာအရေးကြီးဆုံး role ကိုပြောပါဆိုရင်တော့ jungler တွေ marksman တွေစောက်ရမ်းကျန်းနေတဲ့ကောင်တွေကိုလက်ညှိုးထိုးပြကြပါမယ်တကယ်အရေးကြီးတာကတော့ roamer တွေ support တွေတက်နေကအရေးကြီးတာဗျပွဲစပွဲဆုံးမနာမနေအုံနောက်ကိုရောလက်ကိုရောအလုပ်ပေးထားရတာကတန်တွေ support တွေပဲဖြစ်ပါတယ်ဒီလောက်ဆိုရင်တော့တန်ရိုးရဲ့အရေးပါဖို့ကိုသိလောက်ပြီးထင်ပါတယ်ဒါဆိုလို့ရှိရင်တန်ကစားသမားဖြစ်ဖို့အတွက်အခြေခံလိုအပ်ချက်လေးတွေကိုပြောလိုက်အောင်ပထမဆုံးတစ်ချက်ကတော့တန်ကစားသမားတစ်ယောက်လုံးတော့မယ်ဆိုလို့ရှိရင်အပြောဆိုခံနိုင်အောင်လုပ်ထားပါဒါကအရေးကြီးဆုံးအချက်ပါပဲကောင်းလို့ရင်လည်း enemy ဘက်ကနေဆဲကြတယ်လို့မကောင်းမြန်ရင်လည်းကိုယ့်ဘက်ကမှုန်ထူနေအောင်ဆဲကြပါလိမ့်မယ်ကိုနည်းနည်းလေးမှားလိုက်တာနဲ့ဝိုင်းပြောကြမှာပါအဲ့ဒါကြောင့်ဘာပဲပြောဂယုမဆိုင်တဲ့အကျင့်ရှိမှတန့်ဆော့ပါလို့ပြောကြပါတယ်ဒါမှအဆင်ပြေမှာပါကိုကသူများပြောလို့ရှိရင်အရန်လောင်တတ်လို့ရှိရင်တော့တန့်မကစားဖို့ပဲအကြံပေးကြပါတယ်တန့်ပလီယာတွေကစိတ်တူပြီးတရိုးလိုက်လို့ရှိရင်တသိန်းလုံးဂျွန်းထိုးမောက်ခုံတွေဖြစ်တတ်လို့ပါပဲဒုတိယတစ်ချက်ကတော့တန့်ပလီယာတွေကတကယ်ကိုအပြည့်ခံ role မို့လို့ကိုကစားကျင်တာရှိရင်တော့မှအနစ်နာခံပြီးလိုတာကိုပဲဖြည့်ပေးရပါတယ်အဲ့အတွက်ကိုင်းကျင်တာကိုင်းပြီးကစားမယ်ဆိုတဲ့စိတ်ရှိလို့ရှိရင်တော့တန်ကစားဖို့အတွက်အဆင်ပြေမှာမဟုတ်ပါဘူးတင်းမြက်လိုအပ်ချက်ကိုလိုက်ပြီးတော့ကိုင်းရမှာမဟုတ်လို့တစ်ခါလီမှာကိုမကိုင်းကျင်တာလဲကိုင်းရပါမယ်အဲ့ဒါကြောင့်ဒီချက်လေးကိုလည်းမှတ်ထားပေးပါတတိယတစ်ချက်ကတော့တန်ကစားတော့မယ်ဆိုလို့ရှိရင်ဂိမ်းနဲ့ပတ်သက်ပြီးဘ ഹു တုတအများကြီးမရှိရင်တော့မှအတော်အသင့်ရှိဖို့တော့လိုအပ်ပါတယ်ဒီကောင်ဒါအကြီးကြီးကျယ်ကျယ်ပြောလိုက်တာလို့လည်းမထင်လိုက်ပါနဲ့အဲ့လိုပြောရတာကအကြောင်းရှိပါတယ်အပေါ်မှာပြောခဲ့သလိုပါပဲတန်ရိုးဆိုတာတာဝန်နှစ်ခုကိုယူရပါတယ်ပွဲတစ်ပွဲရဲ့ roamer အနေနဲ့ရော support အနေနဲ့ရောပါအဲ့အတွက်နှစ်ခုစာတာဝန်ကြီးတဲ့သူဆိုတော့ game sense ရှိဖို့လိုအပ်တဲ့အပြင် hero pick ကနေစပြီးတော့ဘယ်အချိန်မှာ target battle ဆိုင်မယ်ဘယ်အချိန်မှာ roaming လုပ်မယ်ဘယ်အချိန်မှာ ganking လုပ်မယ်ဒါတွေအကုန်လုံးကို hyper နဲ့အမြဲတမ်း connection မိမိနဲ့ဆက်သွယ်ပြောဆိုနေရတာဖြစ်ပါတယ်တစ်ဖက်က hero pick ပေါ်မူတည်ပြီးတော့လေစတန်များတာကိုင်းရမလား damage ထွက်တာလို့မလားကောင်းတာပြန်ထွက်ရမလားဒါတွေကိုလည်းသိဖို့လည်းလိုအပ်တယ်ဗျအဲ့လိုတွေသိဖို့ဆိုလို့ရှိရင် game ဘ ഹു တုတမပြည့်ဝရင်လုံးဝကိုမသိနိုင်ပါဘူးဒါကြောင့်မလို့တန်ပလီယာတယောက်လုံးမယ်ဆိုလို့ရှိရင် game နဲ့ပတ်သက်ပြီးတော့ဘ ഹു တုတရှိဖို့လိုအပ်တယ်လို့ပြောတာပါတကယ်အရေးကြီးတဲ့အပိုင်းကဏ္ဍလာပါပြီပွဲတွဲမှာတန်ရိုးကအရန်အားကောင်းနေလို့ရှိရင်ဂျန်ဂလာမပါဘဲ 4vs5 တောင်မှရှင်ပြီးကစားလို့ရပါတယ်မယုံရင်တန်ပလီယာကောင်းတယောက်ကိုခေါ်ပြီးတော့ဂျန်ဂလာမပါဘဲကစားကြည့်လိုက်ပါရှုံးခဲ့ရင်တော့မှကျွန်တော်တို့ရုပ်ပြက်စင်းပြတ်တော့မရှုံးပါဘူးပြီးတော့နိုင်မှုလည်းအခွင့်အရေးအများကြီးရှိပါတယ်အဲ့ဒါကဘာကြောင့်လဲဆိုတော့အရေးရှင်းပြေးသွားတဲ့တန်စပို့တွေကပြီးတဲ့အားသာချက်တွေကြောင့်ပါပဲတပွဲလုံးကိုလည်းထိန်းချုပ်နိုင်တယ်လို့ကိုတင်းကိုလည်းထိန်းချုပ်ပေးနိုင်ပါတယ်အနည်းရှုံအနေနဲ့တန်ကစားသမားကောင်းတယောက်လုံးတော့မယ်ဆိုလို့ရှိရင်သိရမှာအချက်၄ချက်ရှိပါတယ်ပထမတစ်ချက်ကတော့အပြောဆိုခံနိုင်အောင်လုပ်ပါဒုတိယတစ်ချက်ကတော့အယမ်းမလောင်တတ်ပါသေးနဲ့တတိယတစ်ချက်ကတော့ဂိမ်းနဲ့ပတ်သက်ပြီးတော့ဘ ഹു တုတရှိဖို့လိုအပ်ပါတယ်နောက်ဆုံးတစ်ချက်ကတော့အနစ်နာခံတတ်ပြီးတော့တဘူကောင်းစိတ်တက်မရှိဖို့လည်းလိုအပ်ပါတယ်တန်ပလီယာတွေရဲ့နေရာကတော့ပရိသတ်ကြီးတို့ကျွန်တော်ပြောခဲ့တဲ့အတိုင်းပါပဲအသုံးဝင်တဲ့နေရာတွေပဲများပါတယ်ပွဲရဲ့အဖြစ်ကန်းဆိုပေမဲ့ပွဲတစ်ပွဲလုံးကိုသူကအဓိကလိုအောင်ပြောလို့ရတယ်ဗျ
ဂျန်ဂလာမပါဘဲနိုင်အောင်ဆော့လို့ရပေမဲ့တန်စပို့တွေမပါဘဲနိုင်အောင်ဆော့ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူးဒါကြောင့်မို့လို့တန်ကစားသမားကောင်းတယောက်လုပ်တော့မယ်ဆိုလို့ရှိရင်စိတ်သက်ပိုင်းဆိုင်ရာမှာလည်းအများကြီးပြေးသွားဖို့လိုအပ်တယ်လို့ game နဲ့ပတ်သက်ပြီးတော့လည်းဘဝတုဒ္ဒတွေအများကြီးကျွဲသွားဖို့လိုပါတယ်ဒီနေ့တင်ဆက်ပေးခဲ့တဲ့အစီအစဉ်လေးကတော့တန့်နေထားရမယ့်စိတ်ဓာတ်နဲ့ဘာတွေလိုအပ်လဲဆိုတာကိုပြောပြပေးခဲ့တာဖြစ်ပါတယ်နောက်လာမယ့်အစီအစဉ်တွေမှာလည်းအခုလိုမျိုးအသုံးဝင်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ game နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးနေမှာပါဒါကြောင့်မို့လို့ကျွန်တော်တို့ရဲ့ one shot 7 gaming လေးကိုလည်း like and subscribe လေးလည်းပြုလုပ်ခဲ့ပါအောင်ဗျတင်သမျှကိုသိကျင်လို့ရှိရင်တော့ခေါင်းလောင်းလေးကိုပါနှိပ်ခဲ့ပေးပါပရိသတ်ကြီးတို့သိကျင်တဲ့အကြောင်းအရာတွေရှိလို့ရှိရင်လည်း comment box မှာတောင်းဆိုပေးခဲ့လို့ရပါတယ်ကျွန်တော်အဲ့ထဲကမှကြည့်ပြီးတော့အကောင်းဆုံးဖြစ်မဲ့ဟာကိုရွေးချယ်ပြီးတော့တင်ဆက်ပေးနေမှာပါအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာshall